Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့လွယ်ကထုံပွဲတော်ညမှာကဘာနဲ့အနီးဆုံးရောက်ရှိလာမယ်စူပါဖုန်းဖုန်းကိုကြည့်ရှုနိုင်မယ်ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်လာမယ့်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာထိုင်းနိုင်ငံရဲ့နာမည်ကြီးလွယ်ကထုံပွဲတော်ကိုကျင်းပမှာဖြစ်ပြီးအဲ့ဒီညမှာလာဟာတစ်နှစ်တာအတွင်းကဘာနဲ့အနီးဆုံးနေရာကိုရောက်ရှိလာမှာဖြစ်တဲ့အတွက်စူပါဖုန်းဖုန်းလို့ခေါ်တဲ့ထူးခြားလှပတဲ့လပြည့်ဝင်ကြီးကိုကြည့်ရှုခန်းစားနိုင်မှာပဲဖြစ်ပါတယ်နက္ခတ်ဗေဒပညာရှင်တွေရဲ့တွက်ချက်မှုအရအဲ့ဒီညမှာလာကဘာကနေကီလိုမီတာ3,56,966 ခန့်အကွာမှာရှိနေတာဖြစ်ပါတယ်ဒီစူပါဖုန်းမုံကိုညနေ9:30 မိနစ်လောက်နေဝင်ချိန်ကနေစတင်မြင်တွေ့ရမှာဖြစ်ပြီးပုံမှန်ထက်နည်းနည်းပိုကြီးကပိုလင်းနေမှာဖြစ်ပြီးတညလုံးမြင်တွေ့နိုင်မယ်လို့လည်းသိရပါတယ်။ပုံမှန်အားဖြင့်လာဟာကဘာကိုလဲပတ်နေစဉ်မှာဘဲဥပုံလမ်းကြောင်းအတိုင်းလှည့်ပတ်တာကြောင့်ကဘာနဲ့အနီးဆုံးအမှတ်မှာဖြန်းများကီလိုမီတာ3,59,700 အကွာအဝေးနဲ့အဝေးဆုံးအမှတ်မှာဖြန်းများကီလိုမီတာ4,600 အကွာအဝေးမှာရှိတတ်ပါတယ်။ထိုင်းနိုင်ငံအမျိုးသားနက္ခတ်ဗေဒသုတေသနအဖွဲ့အစည်း National Astronomical Research Institute of Thailand ကလည်းလွယ်ကထုံပွဲတော်ညမှာဒီစူပါမွန်ကိုပြည်သူတွေတေးသေးချာချာကြည့်ရှုနိုင်ဖို့အတွက်အဓိကစောင့်ကြည့်ရေးနေရာ၅ခုမှာတယ်လီစကုပ်တွေထားရှိပေးမယ်လို့လည်းကြေညာထားပါတယ်။အဲ့ဒီနေ့မှာမေတော်ကြီးတီရီခွေကိုဂါရဝပြုမဲ့အခမ်းအနားကိုလည်းအဲ့ဒီအခါသမယနဲ့ကိုက်ညီအောင်ညှိနှိုင်းပြီးကျင်းပသွားမှာဖြစ်ပါတယ်။ပွဲကိုလာရောက်တက်ရောက်မဲ့သူတွေကိုလေးစားမှုရှိတဲ့အယောင်မဆိုးတဲ့အဝတ်အစားတွေကိုဝတ်ဆင်ဖို့လဲမေတ္တာရက်ခံတာကြောင့်တည်င်းရရှိထားပါတယ်။ဟုတ်ကဲ့ပါလွယ်ကထုံပွဲတော်ညမှာကဘာနဲ့အနီးဆုံးရောက်ရှိလာမဲ့စူပါဖုန်းဖုန်းကိုကြည့်ရှုနိုင်မယ်ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။